ကျရိုးနဲ့ဂွေးတော်လေးဟင်းရချက်မှရှင်ဒါလေးကကျရိုးလေးကိုတရေစုပြုတ်ပြီးတုံထားတာလေးပါရှင်ဒီရေလေးပြန်ထည့်ပေးပါမယ်အဲ့လိုတရေစုပြုတ်ပြတာပေါ့နော်သူ့ရဲ့ထွက်လာတဲ့အမြုပ်တွေနဲ့အစီတွေပါဝအောင်လို့ပြုတ်ပြတာပါရှင်ပြီးရင်ဂျင်းလေးပါပါလီးပြီးတော့ရေစိတ်ပြီးထည့်လိုက်ပါတယ်ရှင်ပြီးရင်ချစ်သွန်ပြူလေးလည်းရေစိတ်ထည့်ပါတယ်ပြီးရင်စားလေးတစ်ခါလေးထည့်ပြီးတည်ထားပါတယ်ကျရိုးပြုတ်တဲ့ကိုထည့်ဖို့အိမ်မှာရှိတဲ့ဂွေးတောက်ပင်လေးဂွေးတောက်ညိုလေးတွေခူးလိုက်ပါအောင်မယ်ရှင်အပင်လေးကသေးနေသေးလေးကိုနည်းနည်းလေးပဲရခဲ့ပါတယ်နည်းနည်းလေးလည်းချက်လိုက်ပါတယ်စားမယ်ဆိုတော့နည်းနည်းလေးဆိုတော့ခြေလာလေးခတ်တာပြီးကြဝတ်သားနဲ့အာလူလေးကြော်မယ်ရှင်ဘဲဒီတောင်လေးလည်းကြော်လိုက်ပါအောင်မယ်ရှင်ဝတ်သားလေးကပပလိထားလေးပေါ့နော်ဝတ်သားဝယ်လာတဲ့အတုံးလိုက်လေးကိုတရေစုလေးပြုတ်ထားပါပေါ့နော်ပြုတ်ပြီးမှရေကတက်တာရဲ့ပြန်ထည့်ခဲပြီးမှပပလေးလှီးထားတာပါရှင်အဲ့ဝတ်သားလေးကိုရတာဆက်ပြီးနေထားလိုက်ပါမယ်ရှင်ဟင်းချမုံလေးလည်းထည့်ပါတယ်ခမုံလေးလည်းထည့်ပါတယ်အားလေးထည့်နင်းမုံလေးထည့်ပြီးရင်အီလေးနေအောင်လို့ရှန်နဂါရေးလေးလည်းထည့်ပါတယ်ရှင်ပန်းသီးရှန်နဂါရေးလေးထည့်ပါတယ်ပြီးရင်နေပြီးနှက်ထားလိုက်ပါမယ်ရှင်ခုလိုဝတ်သားလေးနှက်ထားတော့အာလူလေးခေါ်မယ်ရှင်အာလူတွေကထားမခံပါဘူးရှင်စိုးလို့လားနေခနာချင်းပုတ်တာကဲခုဆိုအာလူလေးတွေခေါ်လို့ပြီးပါပြီပြီးရင်မထူမပန်းလေးဟီးထားပါမယ်ရှင်ခုဆိုအာလူလေးလည်းပပလှီးပြီးတော့ပါပြီရှင်ပဲသီးလေးလည်းတင်လိုက်ပါအောင်ရှင်ခုဆိုပဲသီးလေးရတင်လို့ဆေးလို့ပြီးသွားပြီဆိုကြော်လို့ရပါပြီရှင်စပြီးကြော်ပါတော့မယ်ရှင်ချီလေးထက်စီရီဘူးနေတဲ့ပဲသီးထက်ပါရှင်အားလေးထက်ကမလေးနည်းနည်းထည့်ပါရှင်ဒီလေးအီးနည်းနည်းကလေးကြော်ရေချေးလေးရေနွေးလေးထည့်ပါမယ်ပြီးတော့အောက်ထားပြီးကြော်ပါရှင်ခုဒီပဲသီးကြော်လေးလည်းရပါမယ်ရှင်ဝသားလေးကြော်ပါမယ်ခုနကပဲသီးကြော်တဲ့ဒေဟိုလေးတွေဆက်ကြော်ပါလိမ့်ရှင်စီဘူးပဲဆိုဝသားလေးထည့်ပါမယ်ဝသားလေးကရေလေးထွက်လာပြီးတော့နည်းနည်းလေးခမ်းပြီးတော့6တော့အောင်ကြော်ပါမယ်ရှင်ပြီးမှအာလေးလေးထည့်ပါမယ်ဝသားလေးရေလေးထွက်လာနည်းနည်းတော့ခမ်းတာပြုတ်ပြီးတော့ခုလိုရေလေးခမ်းပြီးစီပြန်သွားပြီဆိုအာလူလေးထည့်လိုက်ပါမယ်အာလူလေးလည်းနူးနူးအီလေးဖြစ်အောင်ခဏအုပ်လိုက်ကြောလိုက်ဆိုရင်စင်ပြီအသမုံလေးဖြစ်တယ်လေးလေးထည့်ပါရှင်အာလူလေးအီအောင်ရေနွေးလေးနည်းနည်းထည့်ပါရှင်ပြီးရင်ဖုံးလေးအုပ်ပြီးမီးလေးနည်းနည်းရှုပ်ထားပါမယ်ခုလိုအာလူမအီလေးနဲ့ချစ်သွန်ပြူလေးအုပ်ပါလေရှင်ရှန်နကရေနန်းလေးပျောက်သွားအောင်လို့အားရဝသားလေးအီအောင်လို့ထည့်ရပါတော့အနမ်းမကြိုက်ပါဘူးရှင်ခုလိုကြေရိုးလေးတွေနူးလာပြီဆိုတော့ခွေးရရေးလေးခတ်ပါမယ်ရှင်ခွေးရလေးခလို့ပွက်လာပြီဆိုရပါပြီရှင်ကြပါကဲခုဆိုရင်ဝသားလေးလည်းအီလေးနဲ့အာလူကလည်းအီနက်နက်ကလေးနဲ့ကြပါပြီရှင်ခုလိုကလေးလေးကြိုက်လူကြီးလေးကြိုက်အဆင်ပြေမယ်ကြိုက်မယ်ဆိုရင်ကျမချက်တွေလိုက်ချက်စားကြည့်ကြပါရှင်ကျမပြောတာလေးလောက်တာလေးအဆင်မပြေရရှင်သိခံပြီးကြည့်ပေးကြပါရှင်ဒီနေ့တရက်တာဟင်းလေးတွေတော့ချက်သွားပါပြီတရက်ပါချက်မယ်